ရှေ့တစ်ပတ်လောက်ကတည်းတိုင်းကလေးတယောက်ကလုပ်ငန်းခွင်မှာနိုင်ကျင့်ခံနှိမ့်ဆက်ခံရပါတော့သူ့ဂျပန်လူမျိုးကခေါင်းတွေကိုထိုးတဲ့အဲ့လိုမျိုးရင်ဘတ်တွေစောင့်ဆွဲပြီးတော့မျိုးမျက်နှာကိုထိုးလုပ်တယ်နောက်ပြီးတော့အလုပ်ထဲမှာရှိရအဲ့လိုလက်နက်ကရိယာနဲ့သူခေါင်းခောက်တယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်လာတိုင်မင်းနဲ့သူဒီလောက်ကလည်းထွက်ချင်တယ်ဟိုခမီးယားကြီးကလည်းအလုပ်ရှာပေးမယ်ပြောတယ်အလုပ်ကလည်းသူ့အလုပ်ထွက်စာပေးမယ်ပေါ့အဲ့လိုမျိုးပေးတယ်ဒါပေမဲ့ तू ကခမီးယားရထက်ရှာပေးဟာသူမလုပ်ချင်ခါဆိုလို့ပြောင်းချင်တယ်ဆို तू အကျဉ်းညက်လာတောင်းတဲ့အချိန်မှာလည်းကိုကခမီးယားရနေပြီးတော့မျိုးထောက်ကန်စာပေးရဆိုရှင်ခါဆိုလို့ပြောင်းလို့ရဒီတိုင်းအဲ့လိုမျိုးမဟုတ်ဘူးဆိုရင် तू က training လုပ်သားဖြစ်တယ် training ဆိုတာခါဆိုလို့ပြောင်းလို့မရဘူးခမီးယားရနေထောက်ခံပေးရစာပေးရဆိုလို့ရှိရင်တော့ခါဆိုလို့ပြောင်းလို့ရတယ်ဗောအရင်လိုပြေးတိုင်းပြောင်းလို့မရတော့ဘူးဆို तू အဲ့လိုမျိုးအကြံဉာဏ်ပေးပြတယ်နော်အကြံဉာဏ်ပေးပြတော့ဒီနေ့ညနေတိုင်းတော့မှာဆိုပြီးနေ့လေအိတ်မလို့ရှိသေးရဲ့အကလေးစားပို့လာဟွာတဲ့အမားတဲ့ကျွန်တော်ရဲစခန်းရောက်နေရဲတဲ့အမသူပြောတဲ့စကားကိုရဲကနားမလဲဘူးပေါ့နော်ရဲကဘာသာစကားပြန်တယောက်ခေါ်ခဲ့ပါပေါ့စကားပြန်တယောက်ခေါ်ခဲ့ပါလို့ပြောလို့အမားတဲ့ကျွန်တော်ဘာသာပြန်ကူပါအောင်တဲ့စကားပြန်ကူပေးပါအောင်ဆိုတော့စောစီးလဲကြုံပြောဘူးကအဲ့လိုမျိုးကိုကအိတ်မလို့ရှိသေးရဲ့အဲ့လိုမျိုးပြောလူကဘူးထူတာဘလို့ဖြစ်လို့ရဲစခန်းထီအောင်ရောက်သွားတာလဲပေါ့အဲ့လိုပြောချင်မှာခူမီယာကြီးကသူ့ကိုလုံးဝထောက်ခံမပေးဘူးပေါ့နော်ကိုမီးရတဲ့သူကလုံးဝထောက်ခံမပေးဘူးသူခါစွတ်တို့ပြောင်းနေတယ်ဒီအလုံးမှလည်းသူဆက်မနေခြင်းဘူးသူတစ်ချိန်လဲမဟုတ်နှစ်ချိန်လဲမဟုတ်နေတိုင်းမဟုတ်ပေမဲ့ခဏလောက်ခံရတယ်နိုင်ငံသားလောက်သားတဲ့အများကြီးရှိနေတယ်သူပဲလောက်ခံရတာကျန်တဲ့သူတွေလုံးမခံရအောင်ပေါ့နော်အဲ့လိုပြောလုံးဝစိတ်မကောင်းသိရမလားလုံးဝစိတ်မကောင်းကဖြစ်သေးပါဘူးနော်ဘာဖြစ်မဲဆိုပြီးတော့မောင်လေးဖုန်းခေါ်မဲမောင်လေးကူပါအောင်ဘာသာပြန်ပေးပါအောင်အမှန်တရားတိုင်းတွားကျင်တယ်သူလောက်ခံအလောက်ခံရတဲ့ဟာကိုပြောတယ်ဆိုမှရတယ်အဲ့ဆိုလဲခေါ်လိုက်ဆိုပြီးတော့အမအဲ့ရင်းနဲ့စကားပြောတယ်ဗောနော်ဘီကောနဲ့ပဲစကားပြောတဲ့အချိန်မှာရင်းကသူအလုပ်လုံးမြန်မာလိုစာရေးစီးပြီးရေးလာတာအဲ့ကလေးကလေသူဘယ်နေ့မှာဘသူကသူ့ကိုဘာနဲ့ခေါင်းကိုထုပါတယ်ဘယ်နေ့မှာသူ့ကိုဘယ်လိုလုပ်ပါတယ်ဟိုခူမီယာကြီးနဲ့ဟိုဖြစ်တဲ့အချိန်မှာလဲခူမီယာကြီးကသူ့ကိုဟိုလူဖွင့်ရချိုးပေါက်တယ်ဗောနော်အဲ့လိုမျိုးသူမြန်မာလိုရေးတာဒီသူကဒီစာရွက်ကိုဘယ်ရလာလဲတို့နောက်ပြီးတော့အဲ့ကလေးကစီတူဆိုတော့စီဗောနော်စီဆိုလို့ရှိရင်ဂျပန်လိုရှီနော်အမျိုးရှီဆိုအတည်းရပါတော့ရှီဆိုတာလေတေးတယ်ဆိုတဲ့စကားလုံးပေါ့နော်ဟိုဟာဂျပန်နေရတယ်နာမည်တော်တော်များများလေးကနန်းကိုမသုံးကြအောင်ရှီဆိုတာလေးလို့ပြောရတယ်တူပဲလေးဆိုတဲ့ကနန်းနောက်ပြီးတော့တေးတယ်ဆိုတဲ့ဟာလဲရှီနဲ့အဲ့လိုအတန်ထွက်တူတဲ့အတွက်ကြောင့်မလို့လေးစကားအောင်အဲ့ရှီဆိုတဲ့စကားလုံးမုန်းကြတယ်ပေါ့နော်နောက်ပြီးတော့ဂျပန်စကားမရလဲပါတယ်အဲ့ဂျပန်လိုင်းစကားဟိုစကားမရတော်အဆင်မပြေရတည်ရမလားကိုနေတဲ့ပတ်ဝန်းကျင်မှာမြန်မာစကားရနေတဲ့ဂျပန်စကားရဂျပန်စကားရနေတဲ့မြန်မာလူမျိုးကိုယ့်ရဲ့လုပ်ငန်းခွင်မှာဖြစ်ကိုနေတဲ့အိမ်မှာဖြစ်အဲ့လိုမျိုးရှိနေလို့ရှင်တော်သေးတယ်မရှိတော့သူ့မှာကူရခဲ့ရမယ်ဘသူ့ကိုကူညီတောင်းမှမသိစိတ်ထဲမှာတကယ်ကိုစိတ်မကောင်းဖြစ်တာတည်မလားအမှပြောတဲ့အချိန်မှာလဲतू ကလုပ်ငန်းခွင်မှာနိုင်ကျက်ခံတယ်ဒီလုပ်ငန်းခွင်မှာ तू ဆက်လုပ်နေဖို့ကဘလို့မှအဆင်မပြေတော့ဘူးသူ့ရဲ့တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်ဒီဂျပန်လူမျိုးစီနဲ့နိုင်ကျင့်ခံနေရတာလို့အဲ့လိုပြောသူကမြန်မာလိုစာစီထားတဲ့ဟာအမကိုပို့ပေးတာရှင့်တော့တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်အနိုင်ကျင့်ခံနေရသူ့ရဲ့အသက်အန္တရာယ်အတွက်ဘလို့မှလုံခြုံမှုမရှိဘူးဒီလုပ်ငန်းကမှလုပ်ဖို့ကနော်အဲ့တော့ဒီစာရွက်ကဘယ်လမ်းရနေအောင်ဆိုခူမီယာသူ့ရဲ့ငကိုချရထားတဲ့စာရွက်ကခူမီယာရယူသွားတာသူ့မှာ copy ပဲကြံခဲ့တာသူ့မှာ copy ပဲရှိတယ်အဲ့လိုမျိုးပြောတဲ့အချိန်မှာဟိုသူ့ရဲ့ဒီအသက်လုံခြုံမှုအတွက်ဒီနေရာဘလို့မှအဆင်မပြေဘူးပညာဆိုပြီးတော့တခုဖြစ်လာခဲ့လို့ရှင်ဒီတစ်ဖက်လူပေါ့နော်အဲ့သူ့ကိုဒီကလေးကိုရိုက်တဲ့သူတစ်ဖက်လူရောတတိပေးတာမျိုးတွေရှိခဲ့လားရှိတယ်ခူမီယာရဲ့တဆင့်ဒီသူ့ကိုလက်မပါဖို့ပြောတာရရှိရယ်ပြောရမယ်ဘာမှပြောင်းလဲမှုမရှိဘူးအချိန်ချင်းနိုင်ကြန့်ခံနေရတယ်လို့အမကနေအဲ့လိုမျိုးပြောရောစကားပြန်ပေးတာကွာကိုကအဝေးမှာဖြစ်နေရတဲ့ကြောင့်မို့သူနဲ့နီးနေမှာမဟုတ်အဲ့ကလေးနဲ့ကိုနေကခရိုင်တူတာလည်းမဟုတ်ဘူးလုပ်ငန်းဝင်တူတာလည်းမဟုတ်ကိုကကြားဝင်ပြီးဖြည့်ရှင်းပေးအောင်တည်ရမလားတနေရာစီကွာအဲ့တော့ဒီဖုန်းဗီဒီယိုကောနဲ့ဘာသာပြန်ပေးအောင်လွယ်ကိုမှဘာမှမကူညီနိုင်ဘူးကွာမကူညီနိုင်ဘူးသူကလေအမကျွန်တော်ကိုပါနော်ကျွန်တော်ဘာသာပြန်ပေးပါဆိုပြီးသူပို့တဲ့အတန်ငိုတန်မဲ့သိရမလားဟိုတကယ်အမတယောက်ကိုမောင်တယောက်ကအမတယောက်ကိုအကူညီတောင်းနေတဲ့ပုံစံမျိုးအာကိုတကြီးနဲ့အကူညီတောင်းနေတဲ့ပုံစံမျိုးဆိုကိုညာတိုင်းတော့အိတ်ဘွားရင်းမကြည့်တော့အဲ့ဒါကိုပဲစိတ်ကရောက်ပြီးတော့လေအမအကလေးကူညီပေးတယ်အခုတော့အမေမောင်လေးခဏပြန်လိုက်သူတို့ပြန်ပြီးတော့ဒီစာရွက်စာတမ်းတွေယူထားပြီးတော့ဖြစ်လိမ့်မယ်နောက်ကျရင်သူတို့ပြန်ဆက်သွယ်လိမ့်မယ်အခုတော့ခဏပြန်လိုက်အောင်ဆိုပြီးသူ့ကိုစိတ်အေးအောင်ဖြစ်ထားလိုက်တယ်အဲ့တော့
ကိုယ့်ထက်ပိုပြီးတော့ကိုကအဝေးမှာဖြစ်တဲ့ကြောင့်မို့ဒီ visa ကိစ္စတွေသူခါဆွတ်လို့ပြောင်းခြင်းနေသူ့မှာအဲ့ရွယ်ချက်တွေလည်းရှိတယ်အဲ့တော့အဲ့ရွယ်ချက်တွေရဲ့နောက်သူအနိုင်ကျင့်ခံရတာတွေကိုဟိုထိထိရောက်ရောက်လုပ်ပေးမယ်အကိုတယောက်ကိုညွှန်ပေးတယ်အဲ့အကိုကအခါချင်းဝင်မြူပဲနဲ့အကူညီပေးမဲ့သူကိုကလိုက်ပြီးတော့ကိုလည်းအလုပ်တစ်ဖက်နဲ့လိုက်လုပ်မပေးနဲ့အဲ့အကိုကဒီ visa ကိစ္စတွေဒီလိုမျိုးမြန်မာနိုင်ငံသားချင်းကိုကူညီပေးတဲ့ဟာကိုဦးစားပေးပြီးတော့ support ပေးရတဲ့သူဖြစ်တဲ့အကြောင်းအဲ့အကိုပြန်ပြီးတော့ညွှန်ပေးလိုက်တယ်ကိုလည်းမျက်နှာလွယ်ကိပြစ်လုပ်ထားမှာမဟုတ်ဘူးအဲ့တော့ဟိုကိုကဒီဘက်ကနေပြီးတော့ကိုကလည်းကူညီမယ်အဲ့အကိုနဲ့လည်း join ပေးထားအဲ့အကိုလည်းတော့ရင်ဖွင့်ပြီးတော့ဖြစ်ကြောင်းဖြစ်စဉ်အကုန်လုံးကိုပြောထားနော်အဲ့တော့ဂျပန်ကိုလာကြတဲ့စကားရတာဘာသာစကားရလာဆိုရင်လာလို့ရတယ်လုပ်လို့ရတယ်နော်လာလို့ရတယ်လုပ်ငန်းခွင်လည်းဝင်လို့ရတယ်ဂျပန်နေမြန်မာလူမျိုးများတဲ့လုပ်ငန်းခွင်ဝင်လို့ရတယ်တခုကမြန်မာလူမျိုးဒီကလေးကမြန်မာလူမျိုးနေတဲ့နေရာအောင်များဖြစ်ရောက်နေလို့လားမသိအနိုင်ကျင့်ခံရတယ်ဆိုတော့လေမြန်မာလူမျိုး2ယောက်3ယောက်ရှိလို့ရှိရင်အနိုင်ကျင့်ရမှာမဟုတ်လုံရမှာမဟုတ်ဘူးသိရမလားနောက်ပြီးတော့ဘာတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဟိုဂျပန်စကားပြောနိုင်တဲ့မြန်မာလူမျိုးရှိနေမှဒီဘာသာစကားတခုမှအတွေ့အကြုံမရှိတဲ့သူကဒီကိုလာလို့အဆင်ပြေမှာဘာစကားမှမတက်တဲ့သူကဒီမှာနေဖို့ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဂျပန်စကားပြောနိုင်တဲ့မြန်မာလူမျိုးရှိနေမှနေလို့ရတာဒီတိုင်းဆိုရှင်ဘယ်လိုမှအဆင်မပြေဘူးเนาะ